စီမပါပေမဲ့အရသာရှိပြီးတော့ချင်းလူမျိုးတွေအမြဲချက်စားတဲ့ဟင်းချင်းရိုးရာဘိုင်ဆိုတဲ့ဟင်းလေးကိုဒီနေ့ချက်စားပါမယ်Hello ဓမ္မအားလုံးမင်္ဂလာပါ Fresh Vlog ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်စီမပါတဲ့ဟင်းဆိုတာအရသာမရှိဘူးလို့ထင်နေကြတာဒါဆိုရင်ချင်းရိုးရာဘိုင်ဟင်းကိုတစ်ခါလောက်တော့ချက်စားကြည့်နော်တီးရွက်တွေရဲ့လက်ဆက်မှုနဲ့ချင်းလူမျိုးတို့ရဲ့ရိုးရာချက်နေပေါင်းစပ်မှုကတကယ်ကိုအံ့ဩသွားစေမှာပါဒီဟင်းကစီမပါတဲ့အတွက်ကျမ်းမာရေးနဲ့ညီညွတ်တယ်လို့ဟင်းသီးဟင်းရွက်တွေရဲ့တဘာဝအရသာကိုပြည့်ပြည့်ဝဝခံစားရမှာပါချက်နီးလေးကလည်းလွယ်ကူရိုးရှင်းပါတယ်ဘယ်လိုချက်ရမလဲဆိုတာကျွန်တော်တစ်ခုချင်းစီပြောပြပေးမယ်နော်အရင်ဆုံးကိုကြိုက်နေတဲ့အသီးရွက်တွေကိုပြင်ဆင်ထားပါမယ်အာလူးနဲ့ခရမ်းသီးလေးတွေကိုအနေတော့အသုံးလေးတွေလီးထားပါမယ်ချက်သွန်ဖြူနဲ့ကလပ်အော်သီးထောင်းထားတာလေးရဲ့ပဲပုံနဲ့ခရမ်းချင်းသီးကိုလည်းအစင်သင်းလုပ်ထားမယ်ဟင်းရီအိုးဆူလာပြီဆိုလို့ရှိရင်တော့ကလပ်အော်သီးနဲ့ချက်သွန်ဖြူထောင်းထားတာလေးရဲ့ခရမ်းချင်းသီးရဲ့ကိုထည့်တယ်ဟင်းချက်ဆိုတာအနေငယ်လေးထည့်ပါတယ်ပြီးရင်အာလူးနဲ့ခရမ်းသီးတို့ကိုလည်းထည့်ပါတယ်ပဲပုတ်လေးလည်းထည့်မယ်အရသာအတွက်ကတော့စားကိုပဲသုံးပါတယ်ဒီဟင်းရီအိုးလေးစူပွက်လာပြီးတော့အာလူးတွေခရမ်းသီးတွေနူးလာပြီဆိုလို့ရှိရင်အာလူးနဲ့ခရမ်းသီးကိုဆယ်ထုတ်ပါတယ်ပြီးရင်ကိုနစ်သက်တဲ့အသီးရွက်လေးတွေထည့်ပါတယ်အာလူးနဲ့ခရမ်းသီးလေးတွေကိုဒီလိုမျိုးလေးချိန်ပြီးတော့ဟင်းရီအိုးထဲကိုပြန်ထည့်ပါတယ်ဟင်းရီအိုးလေးပြန်ပြီးတော့စူပုတ်လာပြီဆိုလို့ရှိရင်စူပုတ်ရွက်ပင်စိမ်းနန်နန်ပင်တို့ကိုထည့်ပါတယ်တကယ်တော့ဒီပိုင်ဟင်းဆိုတာကပြာရည်နဲ့ချက်မှပို့ပြီးတော့စားလို့ကောင်းတာပါကျွန်တော်ကပြာရည်ကိုအလွယ်တကူရှာလို့မရတဲ့အတွက်ကြောင့်မို့လို့ဟင်းချက်ဆိုတာကိုပဲအသုံးပြုထားပါတယ်အဲ့ဒါကိုထည့်ခြင်းအပြင်အသီးရွက်တွေကိုပို့ပြီးတော့နူးညံ့စေတယ်ဟင်းရည်ကိုလည်းပို့ပြီးတော့ပြစ်စေပါတယ်ဒီဟင်းလေးနဲ့အလိုက်ဖက်ဆုံးကတော့ငရုတ်သီးစားထောင်းလေးပါအစီတက်ကိုရှောင်ချင်တဲ့သူတွေအတွက်ကတော့ဒီဟင်းကတော့အကောင်းဆုံးရွေးချယ်မှုပဲအရသာကလည်းတကယ်ကိုထူးခြားပြီးတော့စားလို့ကောင်းပါတယ်ဒီဘိုင်ဟင်းကကြတော့ချင်းလူမျိုးတွေနှစ်ပေါင်းများစွာကလေးကစားသုံးလာကြတဲ့ချင်းရိုးရဟင်းတစ်မျိုးဖြစ်ပါတယ်ဘိုင်ဟင်းကိုချက်တဲ့အခါမှာကိုရနိုင်သမျှအသီးရွက်တွေကိုစူးစီးပြီးတော့အိုးထဲမှာအတူတူပေါင်းချက်တာပါဒါဟာချင်းလူမျိုးတွေရဲ့ရက်ရော်ဒလေးမှာရှိတဲ့စူပေါင်းညီညွတ်မှုကိုလည်းပုံဖော်နေတာဖြစ်ပါတယ်တခါတလေမှာစီပြန်ဟင်းတွေလည်းမစားချင်ဘူးအသီးရွက်စုံစုံလင်းလင်းနဲ့စီမပါတဲ့ဟင်းကောင်းကောင်းလေးတစ်ခွက်စားချင်တယ်ဆိုလို့ရှိရင်ဒီချင်းရိုးရာဘိုင်ဟင်းလေးကိုချက်စားကြည့်ပါကျွန်တော်ကိုယ်တိုင်လည်းအရန်ကြိုက်တဲ့ဟင်းလေးမို့လို့ပါကဲဆက်ပြီးတော့စားလိုက်ပါအောင်မယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့အထူးပဲကျေးဇူးတင်ပါတယ်နောက် vlog တွေမှာလည်းပြန်ဆောင်ကြမယ်နော်အားလုံး bye bye